အားလုံးပဲမင်္ဂလာပါရှင်အလောက်ဆက်ဖွေရေးရုံလာဖောင်လေးဆက်ရှိကနေကြိုဆိုပါရှင်ညီမနာမည်ကတော့နန်းလူလီမျိုးဖြစ်ပါတယ်ဒီနေ့ညီမလေးမိန်းကလေးအိမ်အလုံးနဲ့ယောက်ျားလေးအလုံးနှစ်ခုပြောပြပေးချင်ပါတယ်ရှင်ပထမဦးဆုံးယောက်ျားလေးလို့အရင်ပြောပြပေးမယ်နော်ဒီဆွန်ဘူရီမှာရှိတဲ့ယောက်ျားလေးပေါ့နော်ပရိဘောကအလုပ်ပဲဖြစ်ပါတယ်ရှင်ယောက်ျားလေး3ယောက်ခေါ်ပါတယ်တရက်400ပေးတယ်နော်အခန်းပေးတယ်ကိုစေးကိုစားရမှာဖြစ်ပါတယ်ရှင်နောက်ထပ်အလုပ်တစ်ခုကကြတော့ဒီပထုံဌာနီမှာရှိတဲ့ယောက်ျားလေးဝရင်စော်တဲ့အလုပ်ပဲဖြစ်ပါတယ်ရှင်တရက်900ပေးပါတယ်အခန်းပေးကိုစေးကိုစားရမှာဖြစ်ပါတယ်ရှင်နောက်ထပ်မင်းကလေးအိမ်အလုပ်ကိုပြောပြပေးပါမယ်ရှင်အလုံးနေရာကတော့ဒီဘန်ဘော့မှာရှိတဲ့မင်းကလေးအိမ်အလုပ်ပဲဖြစ်ပါတယ်တထေးလေးရောက်ရှိတယ်လစာကတော့တစ်လ1200ပေးပါတယ်ရှင်နားရက်4ရက်မနာဘူးဆိုရင် OT 900ပေးပါတယ်နော်နောက်ထပ်တနေရာကဒီမင်ဘူဒီမှာရှိတဲ့မင်းကလေးအိမ်အလုပ်ပဲဖြစ်ပါတယ်ရှင်အိမ်နှစ်ထပ်တစ်ထည့်9ယောက်ရှိတယ်နော်ဒီအိမ်မှာကလူခန့်3ယောက်ရှိထားပါတယ်ရှင်လစာကတော့တစ်လ1200ပေးပါတယ်နားရက်4ရက်မနာဘူးဆိုရင် OT 900ပေးပါတယ်ရှင်နောက်ထပ်တနေရာကဒီဥထိုင်ဌာနီမှာရှိတဲ့မင်းကလေးအိမ်အလုပ်ပဲဖြစ်ပါတယ်ရှင်တစ်ထည့်9ယောက်ရှိတယ်လစာကတော့တစ်လ1200နော်နားရက်4ရက်မနာရင် OT 900ပေးပါတယ်ရှင်နောက်ထပ်တနေရာကဒီရန်စင်မှာရှိတဲ့အိမ်အလုပ်ပဲဖြစ်ပါတယ်တစ်ထည့်9ယောက်ရှိတယ်နော်ဒီအိမ်မှာကကြတော့တစ်ထည့်ကအမဲသားစားပါတယ်ရှင်လစာကတော့တစ်လ1000ပေးပါတယ်တလောက်ကို2ရက်ပေးနာတယ်မနာရင် OT 900ပေးပါတယ်ရှင်နောက်ဆုံးတနေရာကဒီဘာနာမှာရှိတဲ့ main ကလေးအိမ်အလုပ်ပဲဖြစ်ပါတယ်ရှင်ဒီအိမ်မှာကကြတော့တထင်း2ယောက်ရှိတယ်ခလေးလေး1ယောက်ရှိတယ်ဒါပေမဲ့ခလေးလေးကြည့်ပေးဆရာမလို့ပါဘူးเนาะလာစာကတော့တလား1200နာရက်4ရက်ပေးပါတယ်ရှင်အကယ်၍ညီမပြောလိုက်တဲ့အိမ်အလုံးနဲ့ယောက်ျားလေးအလုံးနှစ်ခုကိုစိတ်ဝင်စားတဲ့ဆိုရင်တော့လာဖောင်ရုံလေးဆက်ရှင်းမှာအမြန်ဆုံးအလုပ်လာစမှတ်ပေးထားလို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်